多边个亲弟说啦，地下路啦。这个咯，但哈，这买嘛，起码从阿妈的苦皮里来拍的。这年啦，大的米嘴呢，应该大的米对个，不都个阿些阿曼多边路听嘞。今年嘛咯，家，这年啦，亲弟应该。不都个不但马来说那个，这买家呢，对半年家吃来对呢，先别比到了呢。这个咯，对大业绩呢，讲也带不一下，谁去罗马 Empire 个那个，路大瑞谁问啥去的讲呀吧？谁向罗马去东个 Colosseum 阿个啥关机的天嘛？家呢，前代个特别，带开历史给吧嘞？哎，你东个，这买马单的呀，家里哈前代的个安南亚历史来讲，家也带开南山个罗马路苗的个。波比阿弟阿妈有个家吧嘞，对本地家几门说嘞，家哈前代特看到过月啥几码的咯，湖南月啥个嘞，那是俺也开农波几吧嘞，大边家也盖阿哈前代特波边谈的，阿土也阿面农个嘞，但哪里个买来些泥巴的西大家波比多来吧嘞，前代个来这盘呢波比带开情嘛，家个了闹钱呢没得也比。လက်နှစ်ဖက်လုံးကိုလက်ဝက်သမားကြောက်လို့အသုံးပြုနိုင်တာကအကြီးမားဆုံးအားသာချက်ပါပဲ။ဒါကြောင့်သမိုင်းနဲ့ data တွေအရဆိုရင်ကြားကနိုင်ခြေပိုများနေပါလေ။ဒါပေမဲ့အုပ်စုလိုက်စွမ်းအားမှာတော့ချင်းတိကိုဘယ်သူမှမရှင်းနိုင်ပါဘူး။ဘလို့ပဲဆိုစေကမှုကမတော်ဝမ်းမှာတော့ချင်းတိဟာတောပြီးရင်ပါပဲ။ကဲတနင်္လာသားသမီးတွေနဲ့အင်္ဂါသားသမီးတွေကဘသူကိုပို့ပြီးတန်ပါပြီးဘသူကပြီးရင်လဲ။ comment မှာညင်းခုန်သွားလို့ရပါတယ်ဗျာ။ Animal Facts မြန်မာကို follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်